လူတွေတော်တော်များများအဲ့လိုလှုပ်လှုပ်ပဲဗျာတော့တစ်ခုမှကျွန်တော်ကလှုပ်လှုပ်ပဲမှန်ဒါပေမဲ့ဘသူတွဲလှုပ်တာနဲ့ကိုတွဲလှုပ်တာလားဒီအလုပ်တွဲလှုပ်တာလားဆိုတာမသိကြဘူးဗျာအဲ့တော်တော်များများပဲကျွန်တော်လည်းသိရဗျာဒါပေမဲ့နော်တော့အဲ့လိုဘသူတွဲလှုပ်မယ်ဆိုပြီးလာမဟုတ်ဗျာဒီကကိုယ့်ရဲ့လုပ်ငန်းမှာအဲ့လို business ပေါ့ post business ပေါ့အဲ့လိုပြောမယ်ဘာလိုအပ်လဲဘာလိုအပ်နေလဲဘာရှိနေလဲဆိုတော့ဒီလုပ်ငန်းထဲမှာဝိကြုံလာတဲ့အားတွေအဲ့လိုယူရင်းနဲ့ပဲအဲ့လိုကိုပြင်ဆင်ရင်းနဲ့ပဲဗျာအဲ့တော့တစ်ဆက်ချင်းပေါ့ဗျာတစ်ဆက်ချင်းပြောင်းလဲလာတယ်လို့ပြောရမယ်ဗျာမပြောရင်အမှန်တရားပဲဘာမှပြောစရာမလိုဘူးဗျာလူတွေတော်တော်များများအခုဒီသူပြောတဲ့ podcast ထဲမှာအားလုံးပါပြီလားလူတွေတော်တော်များများအဲ့လိုအလုံးသွားရင်ကားတွေပတ်စံတွေပါညာတွေအဲ့ဒါတွေပဲအစစ်ဝင်တာဗျာစာအုပ်ဖတ်ဖို့အခြေ10မိနစ်တောင်ပေးဖို့အမှန်ကျွန်တော်ကိုယ်လည်းစာအုပ်ဖတ်ဖို့ချိန်10မိနစ်တောင်ပေးဖို့မရှိဘူးဗျာအဲ့တော့ရင်းတော့ကိုစုံမိန်မှာနေရဗျာမဲမဲလုံးပြန်ရင်အိမ်မယ်အဲ့ရနှွေလုံးသွားမယ်အဲ့လိုတွေးပဲရှိရဗျာပြီးတော့ကိုဒီဟာဖွင့်လို့ဟိုစာရေးတက်တယ်ပြောဟုတ်ဗျာနားလေရဘာပြောလဲဆိုတာဒီကဆိုလေကိုအဲ့လိုကိုပြင်စင်းနေပဲတစ်စစ်ချင်းတက်လာရင်တစ်စစ်ချင်းတက်လာ